လောကကြီးမှာလေတာနဲ့လူဘာဝတာကအမြဲတမ်းရောထွေးနေတတ်ကြတာနော်တကယ်တော့သူတို့နှစ်ခုကတခြားစီပါလေတဲ့ဆိုတာကပတ်ဝန်းကျင်ကိုလှည့်မြန်စွာသုံးသပ်နိုင်စွမ်းရှိတာအခြေအနေအရရက်ကိုနားလည်ပြီးတော့ကိုသတိရှိနဲ့ကောင်းကောင်းမွန်မွန်နေထိုင်တတ်တာပြောဆိုဆက်ဆံရမှာရည်ကြီးလိမ့်မှာပြီးချောမွေးတတ်တာမျိုးပါကိုအတွက်ရောသူတစ်ပါးအတွက်ပါအကျိုးရှိစေမဲ့လမ်းကြောင်းတွေကိုရှာဖွေတွေ့နိုင်တာမျိုးကိုတော့လေတယ်လို့ဆိုလိုပါတယ်လူဘာဝတယ်ဆိုတာကတော့သူတစ်ပါးရဲ့အခွင့်အရေးကိုယူတာအားနည်းချက်ကိုအမျက်ထုတ်တာကလိန်ကကျစ်လုပ်တာဒါမှမဟုတ်တခြားသူတွေကိုပေါ့တန်သဘောထားပြီးတော့ကိုယ်ကြိုးစည်းပွားအတွက်သာကြည်တာမျိုးဖြစ်ပါတယ်ဒီလိုလုပ်ရက်တွေကရေရှည်မှာဘသူကိုမှမကောင်းစေပါဘူးဒါကြောင့်မလို့ကိုကလဲတဲ့သူဖြစ်အောင်ပဲကြိုးစားပါပညာရှိတတိရှိအများအကျိုးကိုရှေ့ရှုပြီးတော့လှုပ်ရှားပါဒါပေမဲ့လူဘာဝရတဲ့သူတော့ဘယ်တော့မှမဖြစ်ပါစေနဲ့တန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ကလိမ္မာပါနှက်မှုလဲပတ်မှုနဲ့ဇာရိတာကောင်းမှုလူမှုကျင့်ဝတ်နှစ်ခု